သူတို့မိသားစုဟာရွက်လေပေါ်မှာခဏလေးအိပ်ပျော်သွားခဲ့တာပါဒါပေမဲ့နိုးလာတဲ့အချိန်မှာတော့တကဘာလုံးတိုင်းတာနဲ့ပစိဖိတ်သမုဒ္ဒရာကြီးတစ်ခုလုံးပျောက်ကွယ်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးကသဲကန္နာရကြီးဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရပါတယ်ကဘာကြီးပေါ်ကိုကပေးတစ်ခုခုကြာရောက်သွားသလိုမျိုးလူသားအလုံးရဲ့ဆက်သွယ်ရေးလိုင်းတွေလည်းပြတ်တောက်ကုန်တာပေါ့အဖေဖြစ်သူကအိမ်မြောင်ကိုကောက်ကင်ပြီးစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့တောင်ဝဲမြောက်ဟာပြောင်းပြန်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒါဟာကဘာတန်လိုက်စက်ကွင်းပြောင်းလဲသွားပြီဆိုတာကိုပြသနေတာပါဒီလိုတန်လိုက်ဆက်ကွင်းပြောင်းပြန်ဖြစ်တဲ့ဖြစ်စဉ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းနီးပါးကနောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့ပြီးဒီလိုပြောင်းလဲမျိုးကကဘာပေါ်ကတက်ရှိအများစုကိုမျိုးလုံးသွားစေနိုင်လောက်တဲ့အထိပြင်းထန်ပါတယ်အကူအညီရှာဖို့အတွက်ဒါဖြစ်သူကမိုးပြန်ပူဖောင်းတစ်လုံးကိုကောင်းကင်ပေါ်လွတ်တင်လိုက်ပါတယ်အကယ်လည်းအသက်ရှင်ကျန်ရည်သူတွေမြင်ရင်သူတို့စီလာနိုင်အောင်လို့ပါတစ်ချိန်တည်းမှာပဲအဖေဖြစ်သူကရေဒီယိုကိုအမြန်ဆုံးပြင်ပြီးအနီးနားကိုအရေးပေါ်ချက်ပြလိုင်းလွတ်လိုက်ပါတယ်အတော်ကြာအောင်ဆောင်ပြီးတဲ့နောက်မှာတော့မထင်မှတ်ပဲတုံ့ပြန်မှုတစ်ခုရရှိခဲ့ပါတယ်တစ်ဖက်ကဆက်သွယ်လာတဲ့သူဟာရေငုတ်သင်္ဘောမောင်းတဲ့သူတယောက်ပါမနေ့ကသူရေငုတ်သင်္ဘောနဲ့တာဝန်ထမ်းဆောင်ဖို့လုပ်ရတော့မှာပဲဒီတန်လိုက်ဆက်ကွင်းပြောင်းလဲမှုကြီးဖြစ်ပွားခဲ့တာလို့ပြောပါတယ်ပင်လယ်ရေတွေအားလုံးကကုန်းပေါ်ကိုတလဟောစီးဝင်သွားပြီးသူ့ဘက်ချမ်းမှာတော့ရေကြီးရေရှမ်းမှုတွေအပြည့်ဖြစ်နေခဲ့တာပါဒါပေမဲ့ဒါကပြီးသွားတာမဟုတ်သေးပါဘူးနောက်ထပ်9ရက်နေရင်တက်လိုက်ဆက်ကွင်းပြောင်းလဲမှုကပြီးဆုံးသွားမှာဖြစ်ပြီးအဲ့ဒီချိန်ကျရင်ပင်လယ်ရေတွေကဒီနေရာကိုတဟုန်ထိုးပြန်စည်းဝင်လာတော့မှာပါသူတို့ရဲ့ပျက်စီးနေတဲ့ရွက်လေလေးကတော့ပြန်စည်းဝင်လာမဲ့ရေလိုင်းတံကိုဘလို့မှတောင်းခံနိုင်မှာမဟုတ်ပါဘူးအဲ့ဒီလူကသူတို့ရှိတဲ့နေရာကိုကိုဒီနေပေးခဲ့ပါတယ်အကွာအဝေးတစ်ခုတော့လမ်းသေးပေမဲ့အချိန်မီသားရေငုတ်သင်္ဘောစီရောက်အောင်သွားနိုင်ရင်ဒီမိသားစုအသက်ရှင်ဖို့အခွင့်အရေးရှိပါသေးတယ်ဒါပေမဲ့မမျှော်လင့်တဲ့သားဖြစ်သူလွတ်လိုက်တဲ့မိုးပြန်ပူဖောင်းကအသက်ရှင်ကျန်ရည်သူတယောက်ရဲ့အာယုံဆိုင်မှုကိုဆွဲဆောင်ပြီးသွားပါတယ်အဲ့ဒီလူဟာခွေးတကောင်နဲ့အတူရွက်လေနားကိုရောက်လာခဲ့တာပါအဖေဖြစ်သူမက်ကလည်းသူ့ကိုကူညီဖို့အမြန်သွားပြီးတောက်ရည်တွေအဝလိုက်ခဲ့ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတင်အဲ့ဒီလူကမက်ကိုမြေပြင်ပေါ်လဲကျသွားအောင်ထိုးကျိတ်လိုက်ပြီးငားများတဲ့လန်စွပ်ကိုကောက်ကင်ကမက်ကိုပွဲချင်းပြီးတက်ပစ်လိုက်ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့ဇနီးဖြစ်သူအေမီတယောက်လုံးဝယူသွမတက်ခံစားလိုက်ရပါတယ်ဒီလိုကဘာပြက်နေတဲ့ပတ်ဝန်းကျင်မျိုးမှာဘသူကိုမှယုံကြည်လို့မရတော့ပါဘူးသူမဟာရွက်လေပေါ်ကိုအသေးတန်ပြေးတက်ပြီးတကားကိုချက်ထိုးကကလေးတွေကိုတစ်တာအထဲမှာသွားပုံခိုင်းလိုက်ပါတယ်ပြီးတော့သမီးဖြစ်သူရဲ့လက်ထဲကိုအချက်ပြမိကြည့်တဲ့နဲ့ထည့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲထိုလူရုံမာကတကားကိုဖျက်ဆီးပြီးအထဲဝင်လာခဲ့ပါပြီးကလေးတွေလည်းကြောက်ဝန့်တကြားနဲ့မလို့ရဲကြပါဘူးအဲ့ဒီလူကအစားတောက်တွေကိုမြင်နာနဲ့ငန့်မွန်းနေတဲ့အတိုင်းကောက်စားပါတော့တယ်ပြီးမှတန်းစင်ခန်းဘက်ကိုဖြည်းဖြည်းလျှောက်သွားပြီးတကားကိုဖွင့်လိုက်တဲ့အခါမှာတော့အေမီကအထဲမှာရှိမနေပါဘူးအမှန်တော့တန်းစင်ခန်းနောက်မှာအပေါက်တစ်ပေါက်ရှိနေပြီးအေမီကအဲဒီကနေတဆင့်ရက်လေအောက်ခြေကိုဆင်းပြီးပုန်းနေခဲ့တာပါသူမကတော့လွတ်ပြီးလို့ထင်နေပေမဲ့အပြင်ကခွေးကသူမကိုအနက်ရသွားပြီးဟောင်ပါတော့တယ်အဲဒီခွေးကသူမကိုရုတ်တရက်ခုန်အုပ်တဲ့အချိန်မှာပဲအေမီကဓာတ်နဲ့ပြန်ထိုးပြီးတက်ပစ်လိုက်ပါတယ်အပြင်ကအတန်ကိုကြားပြီးထိုလူလဲထွက်လာခဲ့ပါတယ်သူခွေးကြီးအသက်မရှိတော့တာကိုမြင်လိုက်ရတဲ့ခါမှာတော့သူဟာဒေါသလိမ့်လိမ့်ထွက်သွားပါတော့တယ်အေမီကကလေးနှစ်ယောက်ကိုခေါ်ပြီးထွက်ပြေးဖို့ရက်လေရဲ့အနောက်ဘက်ကိုပတ်ပြေးခဲ့ပေမဲ့ထိုလူကအဲ့ဒီနေရာမှာကြိုတင်ဆောင်ဆိုင်နေခဲ့တာပါသူကအေမီကိုမြေပြင်ပေါ်ကန်ချလိုက်ပြီးလက်ပတ်ညစ်တက်ဖို့ပြင်ပါတော့တယ်သူတို့မေအသက်အန္တရာယ်ကြုံနေရတာကိုမြင်တဲ့ခါမှာတော့သမီးဖြစ်သူကတတိမွေးပြီးတသားပြင်ပြားကိုတွန်းဖယ်ကအချက်ပြမိကြည့်တဲ့နဲ့အဲ့ဒီလူကိုအသေးလဲပစ်ခတ်လိုက်ပါတော့တယ်အဲ့ဒီမိကြီးကထိုလူကိုလဲကျသွားစေုံတင်မကပဲရွက်လေကိုပါမိတောက်တွေကူးဆက်လောင်ကျွမ်းသွားစေခဲ့ပါတယ်ဒီလိုနဲ့ပဲအေမီဟာကလေးတွေကိုခေါ်ပြီးဘေးကင်းရာကိုအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါတော့တယ်